အားလုံးမင်္ဂလာပါအားလုံးညီကောင်မောင်မအရောက်ချင်းစီတိုင်းပေါ်မှာဘုရားသခင်အထူးကောင်းချီးပေးပါစေဒီနေ့ကျွန်တော်ရေးထားတဲ့တခြင်းအတိချီးမွမ်းတခြင်းအတိပြန်လည်ပြီးတော့ဘုရားစီကိုချီးမွမ်းသွားမယ်ချီးမွမ်းတခြင်းကောင်းစဉ်ကတော့အနန္တတကုန်းနဲ့ပြည့်စုံတော်ဘုရားတကုန်းအပီနဲ့တကဘာလုံးဖောင်းလွှမ်းနေပြီရှုပ်ထွေးနေတဲ့လမ်းကရှင်းလင်းပြစ်သွားပြီရှေ့မှာပိတ်မိနေတဲ့နေကတစ်ချမ်းကွိုင်းနေပြီဝိညာဉ်တော်အလုံးလုံးပြီဝိညာဉ်တော်စေတိုင်းပြီအပိတ်အပီနဲ့တကဘာလုံးဖောင်းလွှမ်းနေပြီဖောင်းမိုက်တွေအလုံးအလင်းပြစ်သွားပြီအတမရှိတဲ့ကျိုးစုတွေကအတာအပီနဲ့တရှင်းလာပြီဟာလေလုယာဟာလေလုယာအနန္တကိုနဲ့ပြီးဆုံးတဲ့ဘုရားကျွန်တော်နဲ့တူရှိတာဟာလေလုယာဟာလေလုယာကျွန်တော်ရဲ့ရှိအနာဂတ်ခီလန်ကမစိုးရင်တော့ပါဟာလေလုယာဟာလေလုယာအရာကတဲ့သဆွမ်းနိုင်တဲ့ဘုံများနေတဲ့ခရပါဒီမနွေလာဟာရဘီယာခရစ်တော်ဘုရားဝိညာဉ်တော်ဟေးယာဟာလေလုယာဒီချီးမွမ်းတခြင်းကိုကြားရတော့ညီကိုမောင်နှမအရောက်ချင်းစီတိုင်းပေါ်မှာဘုရားစီကာလာနဲ့ဂျေဇုပြုတ်ခြင်းအထူးခံစားရတာမကရှမ်း